Hallelujah. ခုချိန်မှာကျွန်တော်တို့နေရာထိုင်ခင်းတွေကောင်းကောင်းပြင်ဆင်ပြီးမှတိတ်ခါတင်ရဲ့မင်္ဂလာတင်တဲ့အစီအစဉ်ကိုစာပြုတုံးဆောင်တုံးပြုတော်မယ်ဖြစ်ပါတယ်တာဝန်ရှိမဲ့ပုဂ္ဂိုလ်တွေအားလုံးကိုကျွန်တော်တရားနေဖိတ်ခေါ်ပါတယ်ဒီမှာတမီးဒီမှာရက်ရနောက်ဆက်ထုံးပိတ်ဟာလေလုယာအလုံးမင်္ဂလာပါကျွန်တော်တို့လက်တင်မင်္ဂလာယုံမဲ့ဆရာတော်မြတ်ကိုပထမဆုံးခေါ်ပါမယ်အဲ့ဒါပြီးမှကျွန်တော်တို့ license လက်မှတ်ယုံမဲ့ဆရာတော်မြတ်ကိုလူကြံနေနဲ့ခေါ်ပါဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်ပြောချင်တာက license လက်မှတ်ယုံမဲ့ဆရာမများဟာဆိုလို့ရှိရင်14ပါးလောက်ရှိပြီမဲ့လမ်းပတ်စစ်တွေနိုင်ငံရဲ့အခြေအနေအမျိုးမျိုးကြောင်းမလာရောက်နိုင်တဲ့အတွက်ကြောင့်ဒီနေရာမှာအားလုံးနားလည်ပြီးဘူးပထမဆုံးပြောကြလို့ပါတယ်အခုကျွန်တော်တခါတည်းစခေါ်ပါမယ်
ခေါ်ပြီးလို့ရှိရင်လက်ဆွဲပြီးမှလက်မကပ်ပြီးမယ်စမကပ်ပြီးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လက်မကြဆရာများကိုဒီမှာပြန်တန်းစီပြီးဖို့ကျူတယ်ပြောလို့ပါတယ်ပထမဆုံးတိတ်ခါတော်ရဆရာကံလျံစံကလေးအမတ်တစ်တာတနာနယ်မှာကလေးဝမှာတာတနာပြုဆရာဖြစ်ပါတယ်လက်မယူပြန်ကြောက်ရောက်ပြီးပါခင်ဗျတိတ်ခါတော်ရဆရာစမ်းမောင်ကလေးအမတ်တုံးတာတနာနဲ့စမအေကြီးအတင်းတော်တိတ်ခါတော်ရဆရာကျုံးလင်ထန်းကလေးအမတ်တုံးတာတနာနဲ့စမအေကြီးအတင်းတော်တာတနာပြုဆရာဖြစ်ပါတယ် missionaryအလုံးကျူတင်ပါတယ်ဆယ်လျန်တောင်းနဲ့ဆ iam ကျင်းနေလွန်နေရပြန်ယူလို့ပါပြီအခုဆက်လက်ပြီးမှလိုင်စင်ရဆရာများကိုဆက်လက်ခေါ်ယူမှာဖြစ်ပါတယ်ပထမဆုံးလိုင်စင်ရဆရာကာနွန်ထန်းကလီအမတ်တစ်တာတနာနဲ့ပင်ဝဲလာအေကြီးအတင်းတော်တာယာကုန်းကဖြစ်ပါတယ်မလာရောက်နိုင်တဲ့သူကလိုင်စင်ရဆရာထျန်ခုံဝမ်ကလီအမတ်တစ်တာတနာနဲ့လက်ပန်ချောင်းကဖြစ်ပေမဲ့နေရအချင်းရမလာရောက်နိုင်ပါဒုတိယအနေနဲ့ဆ iam ကျင်းငိုင်ဟောင်းလဲကလီအမတ်နစ်ဆလုံအေဂျာဖြစ်ပေမဲ့ဒီတာအချင်းလမ်းပန်းစစ်သွေးအချင်းချောင်းမလာရောက်နိုင်ပါနံပါတ်4လိုင်စင်ရဆရာတန်းအောင်ကလီအမတ်တုံး Grace အေဂျီအတင်းတော်လိုင်စင်ရဆီယာမဗျက်ချန်ထုံကလီအမတ်တုံးတာတနာနဲ့စမအေကြီးအတင်းတော်ကျွန်တော်တို့လိုင်စင်ရဆီယာမန်ကျုံနော်လိုင်စင်ရဘောကိပဆုမ်လိုင်စင်ရဆီယလန်ထုံးတို့ဖလမ်တာတနာနဲ့အဖြစ်ပြမလမ်ပန်စစ်တို့ရဲ့အခက်ခဲမှုကြောင့်မလာရောက်နိုင်ပါအစလပိမလိုင်စင်ရဆီယာပြန်ရှန်ဒုံကလေးအမတ်နဲ့တာတနာနဲ့ဆလုံအေဂျီပီဒိုတာလိုင်စင်ရဆီယာမန်ရှန်လျန်ကလီအမတ်နစ်တာတနာနဲ့ဆလုံအေဂျီပီဒိုတာလ
license ရထင်လင်းကလေးအမနစ်တာတနာနဲ့ရီမာအေဂျီတာတနာပြုဆရာထိုပဲကျေးဇူးတင်ပါတယ်34ကြိမ်မြောက်အမတ်လေးသာသနာခရိုင်နှစ်ပတ်လည်အစည်းအဝေးကြီးနဲ့လက်တင်လိုက်ရှင်လက်မှတ်များချင်းမြင့်ချင်းအစီအစဉ်ကောင်းမွန်ချောမောစွာပြုလုပ်ခြင်းပွားနိုင်တော့အခွင့်ကိုပေးတဲ့ဘုရားရှင်ရဲ့နာမတော်ထိုပဲကျေးဇူးချီးမွမ်းပါတယ်နောက်မှဤကဲ့သို့ချောချောမောမောအစီအစဉ်လှလှပပပိပိဆုံဆုံနဲ့ပြုလုပ်ခြင်းပွားနိုင်ဖွယ်အတွက်ကျွန်တော်တို့ရဲ့အမတ်လေးသာသနာခရိုင်ကိုကျူဆူတဲ့အသင်းတော်ရှာပေါင်နောက်တင်းဥက္ရှာပေါင်နောက်မအစတကယ်အားကိုးရတဲ့ကျွန်တော်တို့ရဲ့ဖခင်ကြီးအခုဦးဟန်တဲ့ခုပ်တို့အပေါ်မှာလည်းအထူးပဲကျေးဇူးတင်ပါတယ်တင်းတို့တင်းသားရောက်ရှိတိုင်းနဲ့အမှုတော်ဆောင်များတင်းတို့ကြီးများခေါင်းဆောင်အသေးသေးများအပေါ်မှာလည်းအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းအနည်းငယ်လေးမပြည့်စုံတော့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်မှကျွန်တော်တို့ဒီကနေ့အစီအစဉ်စာရွက်ထဲမှာတော့ကျွန်တော်တို့မထည့်ပါဘူးလို့ဝန်ခံကြည့်ပြုတ်ချင်းဆိုတာပဲရှိတယ်ဒါပေမဲ့အနည်းငယ်လေးကျွန်တော်အနေနဲ့မှာကြားအားပေးလိုပါတယ်လို့ကျွန်တော်တို့ဒီကနေ့လက်တင်လက်မှတ်ဖြစ်ဖြစ်လာရှင်လက်မှတ်ဖြစ်ဖြစ်ချင်းမချင်းခံရတဲ့ဆရာသမားများဆရာမများဒီလက်မှတ်ဟာကျွန်တော်တို့ခရိုင်နဲ့ဂျီစီရပဲပြီးတဲ့လက်မှတ်မဟုတ်ပါဘူးဆိုတဲ့အရာလေးကိုဆရာမတို့အနေနဲ့မဲမှတ်ထားဖို့ကျွန်တော်အနေနဲ့အားပေးလိုပါတယ်ရှင်ယောဟန်ခန်းကြီး15အငယ်16ထဲမှာကျွန်တော်တို့ဘာတွေ့ရတယ်လဲဆိုလို့ရှင်တင်တို့ဒီငါကိုရွေးကောက်ဒီမဟုတ်ငါဒီတင်တို့ကိုရွေးကောက်ထူးကြောင့်လို့တင်တို့သွားမှတီကြည်တဲ့အသေးကိုတီးကြပါဆိုမှမှားထားတာရှိပါတယ်လို့ကျွန်တော်တို့ကိုလက်တင်နဲ့လိုက်ရှင်လက်မှတ်ချီးမြှင့်တဲ့တကယ်ကြတော့ဘယ်သူလဲဆိုလို့ဘုရားသခင်ကျွန်တော်တို့ကိုရွေးကောက်ခွဲခန့်တဲ့ဘုရားသခင်တာလင်ဖြစ်ပါတယ်ယခုဆရာမတို့ရရှိထားတဲ့လက်မှတ်များဟာဘုရားသခင်ကဂျီစီများကိုအသုံးပြုမှချီးမြှင့်ခြင်းတာလင်ဖြစ်ပါတယ်ဆရာတို့လက်ထဲရောက်ရှိနေတာဘုရားသခင်ဂျီစီနဲ့ဒီစီကိုအသုံးပြုလို့ဆရာမတို့လက်ထဲကိုဒီလက်မှတ်ရရှိတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းဆရာမတို့မမေ့ပါနဲ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီလက်မှတ်ရရှိထားတဲ့ဒီလက်မှတ်ဟာကျွန်တော်တို့မာနကြီးဖို့ထောင်လွှားဖို့လူတွေကိုအထင်သေးဖို့မဟုတ်ပါဘူးဘုရားသခင်အလိုတော်ရှိတဲ့အသေးတည်ကြည်တဲ့အသေးကိုတေးနိုင်ဖို့ရာဘုရားသခင်ဂျီစီနဲ့ဒီစီကိုအသုံးပြုပြီးကျမကိုလက်မှတ်ပေးတာဖြစ်တယ်ဆိုတာဆရာမတို့မမေ့ပါနဲ့ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်အနေနဲ့အားပေးမှာကြားလိုပါတယ်ခုတော့ကျွန်တော်တို့တစ္ဆာဂရိပြုတ်ခြင်းကျွန်တော်ရှေ့လိုက်ဆိုပြင်းမယ်နောက်ကနေဆရာမတို့လိုက်ပြကြပါလို့ကျွန်ုပ်ဒီတမန်ကျမ်းစာတော်မြတ်ကိုတန်ရှင်းတော်ဝိညာဉ်တော်အဖြစ်မုတ်တွင်ထားသောဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်းအကျွင်းမဲ့ယုံကြည်လက်ခံပါသည်ကျွန်ုပ်ဒီမြန်မာနိုင်ငံAGဧဝံဂေလိအသင်းတော်များ၏အခြေခံသမာတရားယုံကြည်ချက်16ချက်ကိုယုံကြည်လက်ခံပါသည်ကျွန်ုပ်ဒီမြန်မာနိုင်ငံ AG ဧဝံဂေလိအသင်းတော်များအထွေသာနာကောင်စီ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းနဲ့ဥပဒေများကိုခံယူပြီးကျင့်သုံးလိုက်နာပါမည်ကျွန်ုပ်ဒီမြန်မာနိုင်ငံ AG ဧဝံဂေလိအသင်းတော်များအထွေသာနာကောင်စီတာ
သာသနာခရိုင်သာသနာနယ်အသင်းတော်များနှင့်မှန်ကန်စွာဆက်သွယ်မှုပြုပြီးအမှုတော်ဆောင်လုတ်ဖို့ဆောင်ဖြတ်များနဲ့အတူခရစ်တော်၏နာမတော်မြတ်၌ငီအကူမောင်နှမအရင်ကဲ့သို့ပေါင်းဖော်မိတ်သာယဖွဲ့လျက်လက်တွဲငင်ရစွာအမှုတော်မြတ်၌ပါဝင်ဆောင်ရွက်ပါမည်ကျွန်ုပ်သည်အထက်မှပြီးအပ်သောတာဝန်ဝတ္တရားများလမ်းဟွန်ချက်များကိုလိုက်နာပြီးနိုင်ငံတော်ကျယ်ပြန့်ဖို့နှင့်ကိုင်းကနကြီးထွားတိုးတက်ရေးအတွက်ဧဝံဂေလိတရားဝိငှတက်တိခံခြင်းလုပ်ငန်းသာသနာပြုလုပ်ငန်းများ၌စိတ်အားထက်သန်စွာပါဝင်ဆက်ကပ်လုပ်ဆောင်ပါမည်ဟုတစ္ဆာဂရိပြုပါသည်ကျွန်တော်တို့တစ္ဆာဂရိပြုထားတဲ့အတိုင်းတစ္ဆာဂရိပြုထားတဲ့ပြုတဲ့ဆရာဆရာမအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေအခုတော့ဆရာဆရာမအများအထူးဆုတောင်းပြီးကောင်းချီးပေးဖို့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီး Reverend Lun Khasai ကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ပရိသတ်များအားလုံးဘုရားသခင်နာမတော်ကိုထောက်၍မတ်တရားပေးကြပါလက်များကိုစံပြီးတကာလလက်တင်လိုက်ရှင်မင်္ဂလာရဆရာဆရာမများကိုကောင်းချီးပေးရအောင်အမှုတော်ဆောင်များအောက်ဆင်းပြီးတော့ဆရာဆရာမများကိုကောင်းပေါ်လက်တင်ပြီးကောင်းချီးမင်္ဂလာပေးရအောင်အတူတကွဆုတောင်းဆက်ကပ်ပေးပြီးတော့ကကျွန်တော်နောက်ဆုံးမှာဆုတောင်းပေးပါမယ်ဆုတောင်းရအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာရာဘာရီကိရှိOh, da 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 da, Papa, glory, my life, city, my God, I see it, God, Samara, Marigi, Sility, Oh, la Rabba, Rigi, Sikility, Oh, Sita, Kalara, Madimi, City, Gastara, Oh, Arabara, Rigi, Sility, Oh, Shimalada. ကိုရရှိမောင်းနဲ့ဒူးထောက်တော့ဆရာဆရာမများရောက်တိုင်းကိုယေရှုခရစ်နာမနဲ့ကောင်းချီးပေးပါကိုရဒီပီတယုကိုရွေတော့ခါပညာနဲ့စီးစိမ်နဲ့ဥစ္စာနဲ့ရွေဒီပါနှလုံးသားအဖြစ်နာခမှုအဖြစ်နှိမ်ချမှုအဖြစ်ဖိတ်ခေါ်လေးချီးမြှောက်တော်ဘုရားဖြစ်ပါOh Rama 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 Oh Rama 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 Oh Shikata La Damasa Damas Hey Shiliriga Rama Parusi Kodo Cheno A Let Done Tupa Kodo Cheno A Let Done Tupa Kodo Ta Sikasi Kodo Ne Nisiba Kodo Cheno A Let Done Tupa Hallelujah Hallelujah Let me up with us Hallelujah Praise the Lord Hallelujah Hallelujah
ဆိုရအောင် စေကနုမဆာယေတပိတော်များကိုကောင်းချီးပေးလျက်ခြေလွတ်လျက်ဗိတ်တိတ်ပေးလျက်ချီးမြောက်လျက်များစွာသောအတီးကိုတီးစီတော့ယေရှုဖခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်အာမင်ကိုတော်ဒီပေတရုကိုခေါ်တော့အခါမှာအရေးအရှင်းစီးစိမ်ဥစ္စာမကြည့်ပဲလျက်ကိုတော်၏စကားကိုနားထောင်တော့ကြောင့်နှိမ့်ချတော့နှလုံးသားအပိစီတော့ကြောင့်ပေတရုငါနောက်တော့လိုက်လောကိုတော်ပေတရုဒီပိုက်ကွန်ကိုထားခဲ့ပြီးမိဘနီကိုမောင်နှမများကိုစွန့်ပြီးကိုရှင်ဘုရားတခင်နောက်တော်ကိုလောက်လိုက်တကယ်တော့ယနေ့လက်တင်မင်္ဂလာတော်၎င်းလိုက်ရှင်လက်မတော်၎င်းရရှိတော်ဆရာဆရာမများတို့ဒီကိုရရှင်ဘုရားတခင်ဤအတန်တော်ကိုနားထောင်တော်သူအရောက်စီတန်ဖြစ်ဖို့ပိတ်သိပ်ပေးတော်မူပါဤသူများအဖြစ်ကိုရရှင်ဘုရားတခင်နိုင်ငံတော်ပို၍တိုးတက်လျက်အောင်မြင်ခြင်းပေးတော်မူပါဤသူတို့အဖြစ်အတင်းတော်မိသားစုသာသနာနဲ့သာသနာခရိုင်ထွေသာသနာကောင်စီတို့မင်္ဂလာဖြစ်စေတော်မူပါသူတို့ဒီစကားပြောတော့ခါသူတို့ရဲ့နှုတ်ပတ်စနဲ့ကိုရောနေရာယူပေးတော်မူပါတွားလာပြုတ်တော့အခါမှာတာရှင်တော်ဝိညာဉ်တော်ပြကောင်းကင်တမန်များကိုဆေလူလျက်ဝိညာဉ်စေတော်မူပါဘေးရန်ခတ်တဲ့ကင်းဝေးစေတော်မူပါကြားမှာချင်းပေးတော်မူပါဝိညာဉ်ခွန်အားပေးတော်မူပါဟာလေလုယာတို့အဖြစ်ညီကိုမောင်နှမအတိုင်းဝတ်တကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါအထူးသဖြင့်အသင်းတော်အတွက်မင်္ဂလာဖြစ်စေတော်မူပါဆုတောင်းပေးပါ၏ကောင်းကင်ရဲ့မြစ်ကြီးကိုဖန်ဆင်းတော်မူတော်အဖခမီတော်အပြစ်ကိုမူ၍အပြစ်သားများကိုချစ်တော်မူတော်တာတော်ယေရှုခရစ်တော်နဲ့ယနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်ကောင်းချီးပေးလျက်နမိတ်လက္ခဏာအသီးသီးကိုပြုတ်တော်မူသောတန်ရှင်တော်ဝိညာဉ်တော်ဘုရားဤကိုနေမအစချင်းမိသားရဖွက်ချင်းကောင်းချီးပေးခြင်းအပေါင်းတို့သည်လက်တင်မင်္ဂလာနဲ့လင်းရှင်မင်္ဂလာရရှိတော်ဆရာဆရာမများနဲ့တကွယနေ့ရောက်ရှိလာတော့ယုံကြည်သူအယောက်စီတိုင်းတို့အပေါ်၌ယခုမှစာ၍ကာလအရှင်မဲတက်ရောက်တည်ရှိတည်နေပါစေတော်အာမင် Thank you ကျေးဇူးတင်ပါတယ်ခါကြပါအားလုံးပြန်ထိုင်နိုင်ပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်တို့အစီအစဉ်နည်းနည်းပါပါအပြောင်းလဲပြုလုပ်ထားပါတယ်လို့ဆိုတော့အခုနှုတ်ဆုံးဝင်နေတဲ့ကျွန်တော်တို့ဒီစီဥက္ကဋ္ဌကြီးကိုကျွန်တော်တို့ဒီစီဆုံးကနေမပြောပါလို့တော့လက်ဆောင်နဲ့ဂုဏ်ပြုခြင်းကျေးဇူးတင်ခြင်းရဲ့ဖြေလွှာကိုကျေးဇူးတင်လွှာကိုပေးအပ်ခြင်းဂုဏ်ပြုခြင်းကျွန်တော်တို့ဖိတ်ခေါ်ပါမယ်ပြီးခါကြမှာကျွန်တော်တို့ဆာလံအသင်းတော်ကနေသူတို့ဥက္ကဋ္ဌကြီးကိုဂုဏ်ပြုခြင်းနဲ့တခြားအစီအစဉ်များကိုတုံ့ပြောမဲ့အချင်းပြပါတယ်နှုတ်ဆုံးဝင်နေတဲ့ဒီအစီအစဉ်တစ်ခုပြီးသွားပြီးခါမှာကျွန်တော်တို့ဗန္ဒာထင်း Reverend ဦးထောင်းတို့ထံရဲ့ကောင်းကြီးပေးခြင်း
နှုတ်ဆုံးအဆုံးသက်ဆုတောင်းခြင်းကိုပြောပါမယ်လို့ဖိတ်ခေါ်ပါတယ် အလုံးသိခံပြကြပါကျွန်တော်တို့အစီအစဉ်စာရွက်ထဲမှာနည်းနည်းပြုတ်ပြင်တာလေးတွေရှိတဲ့အခါမှာသာသနာခရင်အစဉ်အနေနဲ့မလှပြမဲ့လဲအတွင်းမှာရှိတဲ့ခရစ်တော်အားဖြင့်အလုံးသိခံပြကြပါမှကျွန်တော်အနေနဲ့ပြောချင်မှာပထမဆုံးပြောချင်ပါတယ်လို့ကျွန်တော်တို့သာသနာခရင်လေးကိုရှစ်နှစ်လုံးလုံးဦးဆောင်မှကျွန်တော်တို့သာသနာခရင်တိုးတက်ရာတိုးတက်ကြောင်းအတွက်အမျိုးကျူစာပြီးမှပျော်ရွှင်စွာအောင်မြင်စွာနဲ့ဥဆောင်ပြီးတဲ့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌအကြီးကိုကျွန်တော်တို့ခရိုင်အနေနဲ့ကျေးဇူးတင်လွှာလဲပြီးချင်ပါတယ်လို့ကျွန်တော်တို့ကိုဥဆောင်ပြီးတဲ့ကျွန်တော်တို့ရဲ့ခရိုင်ဥက္ကဋ္ဌအကြီးကိုပြီးမဲ့ကျွန်တော်တို့ရဲ့ကျေးဇူးတင်လွှာကိုကျွန်တော်ခဏလေးဖတ်ကြပါမယ်မြန်မာနိုင်ငံ AGO ကလစ်အသင်းတော်များအမတ်လေးသာသနာခရိုင်ကောင်စီဌာနချုပ်ယုံအမတ်ဆက်နှစ်တအိုတီရငါဘူချုပ်လန်းကလေးမြို့စကိုင်းတိုင်းဒေသကြီးကျေးဇူးတင်လွှာမြန်မာနိုင်ငံ AGO ကလစ်အသင်းတော်များအမတ်လေးသာသနာခရိုင်ကောင်စီတွင်2019ခုနှစ်မှ2025ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့တိုင်သာသနာခရိုင်တွင်တာဝန်ထမ်းဆောင်ပြီးသောတိခါရောရဆရာဦးလွန်ခစိဒီတာဝန်ထမ်းဆောင်သည့်ကာလအတွင်းသာသနာခရိုင်အတွက်များစွာသောလုပ်ငန်းများဆောင်ရွက်ပြီးခြင်းနှင့်၎င်းငွေကြီးများတွင်တစ္ဆာရှိစွာကင်တွယ်ပြီးခြင်းအထက်အောက်ဆက်ဆံရေးပြီးပင်ခြင်းဖော်ရွေမှုရှိခြင်းမေတ္တာရှိနာရှိဖြင့်အဆုံးထိတိုင်းတစ္ဆာရှိစွာဥဆောင်ပြီးမှုအပေါ်အမတ်လေးသာသနာခရိုင်ကောင်စီအလုတ်အမှုဆောင်ကော်မတီမှအလွန်ဝမ်းမြောက်ဝမ်းသာပါကြောင်းကျေးဇူးတင်လွှာအားဂုဏ်ပြုမှတ်တမ်းတင်ရင်းချီးမြှင့်ပါ၏အမှုတော်မြတ်၌တိခါရောရရှာဦးငွန်ဇထွန်ဥက္ကဋ္ဌဖြစ်ပါတယ်လို့ကျွန်တော်တို့ရဲ့ကျေးဇူးတင်ဂုဏ်ပြုလွှာကိုလက်ခံပေးဖို့ရန်ကျွန်တော်တို့ဥက္ကဋ္ဌကြီးကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ထိုနေ့အတိုင်းပဲကျွန်တော်တို့စာအားဖြင့်စာနဲ့ပြည်နဲ့ဂုဏ်ပြုမှတ်တမ်းလွှာပေးတယ်လို့ပဲကျွန်တော်တို့တတ်နိုင်တဲ့ထက်ကနေမှကျွန်တော်တို့ရဲ့ဥက္ကဋ္ဌအကြီးကိုငွေကြီးအားဖြင့်လဲဥက္ကဋ္ဌဟောင်းလက်ဆောင်မှဂုဏ်ပြုချင်ပါတယ်လို့ကျွန်တော်တို့ရှင်းနှစ်လုံးလုံးဦးဆောင်ပြီးတဲ့ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌအကြီးကိုကျွန်တော်တို့အမှတ်လေးသာသနာခရိုင်ကောင်စီမှကျက်သိန်း20အားဖြင့်ဥက္ကဋ္ဌဟောင်းလက်ဆောင်ကိုပြည်အပ်ချီးမြှင့်ပါတယ်ယူပြီးဖွင့်ဖိတ်ခေါ်ပါတယ်ဥက္ကဋ္ဌကြီးပေါ်မှာလည်းအထူးပဲကျေးဇူးတင်ပါတယ်အဲ့ဒါတင်မကတိပဲနဲ့အစတုန်းကကျွန်တော်ပြောထားသလိုပဲအင်ရှင်အသင်းတော်ဆာလန်အသင်းတော်အပေါ်မှာလည်းအထူးပဲကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရွေးကောက်ပွဲကရေအစအရာကျွန်တော်တို့အတွက်တကားဖွင့်ပြီးမှလိုလီတေးမရှိအောင်သာသနာခရိုင်ကိုချစ်တဲ့စိတ်နဲ့လုတ်ပြီးတာဝန်ယူပြီးတဲ့အင်ရှင်အသင်းတော်ပေါ်မှာအထူးပဲကျွန်တော်တို့ခရိုင်အနေနဲ့ကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်မလို့မပြောပလောက်ပြီးမဲ့လဲကျွန်တော်တို့သာသနာခရိုင်အနေနဲ့ကျေးဇူးတင်တဲ့အကြောင်းပြသတဲ့အနေနဲ့အမတ်တရားလက်ဆောင်လေးပြီးချင်ပါတယ်လို့အဲ့ဒီအမတ်တရားလက်ဆောင်လေးကိုကျွန်တော်တို့တင်းအုပ်ဆရာနဲ့ဒုဥက္ကဋ္ဌမှလက်ခံပေးပါရယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်
ဟာလေလုယာဟာလေလုယာကျွန်တော်တို့အားလုံးသိရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခရိုင်လေးသာသနာကောင်စီဥက္ကဋ္ဌကြီးဆရာကြီးလူဟိုစိန်ရှင်းနေတာကာလပတ်လုံးဘုရားသခင်ရွေးကောက်တင်မြောက်ခြင်းကနေပြီးတော့မှခရိုင်ဥက္ကဋ္ဌတာဝန်ယူတယ်ပြီးတော့မှကျွန်တော်တို့အတင်းတော်နဲ့ပတ်သက်လို့ဒီကနေ့အထူးပြောကြားလိုတာကတော့ဆရာကြီးအပေါ်မှာကျွန်တော်တို့ရဲ့ကျေးဇူးတင်လွှာဖတ်ကြားပြောကြားခြင်းအစီအစဉ်ကျွန်တော်ပဲဥဆောင်သွားမှာဖြစ်ပါတယ်လို့Reverend ဆရာကြီးလွန်ခိုစိတ်ဒီကျွန်တော်များစမ်းအတင်းတော်ထူထောင်ရန်15ရက်3လ2023နေ့တွင်ဦးဆုံးအစည်းအဝေးကိုရွှေလက်တော်အိမ်တွင်ပြုလုပ်ကြပါသည်ဆရာကြီးကိုဖိတ်လျက်အစည်းအဝေးပြုလုပ်ဒီနေ့တွင်ပင်ဆရာကြီးမှကျွန်တော်တို့မိသားစုလဲစမ်းအတင်းသူအတင်းသားအဖြစ်ပါဝင်ပါမီဟုတတိရှိရှိရဲတောက်ဖြင့်ကျွန်တော်ကိုပြောအစည်းအဝေးမှာပြောကြတဲ့အခါမှာကျွန်တော်တို့အတင်းတော်စထူထောင်မဲ့အစည်းအဝေးမှာပင်ဆရာကြီးကနေပြီးတော့မှသူကနေပြီးတော့မှလက်ရှိဥက္ကဋ္ဌနေရာမှာကျွန်တော်သာဆိုရင်တော့အတင်းတော်တစ်မှာတော့ကျွန်တော်ချက်ချင်းပါဝင်ရဲမှာမဟုတ်ပါဘူးဒါပေမဲ့ဆရာကြီးအနေနဲ့ကျွန်တော်လည်းအတင်းသူအတင်းသားအဖြစ်ပါဝင်မယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့လည်းဝန်ပန်းတတာနဲ့မျက်ရည်ကျခဲ့ပါတယ်ဒီတော့ကြောင့်ဆရာကြီးတို့ရဲ့အိမ်နံပါတ်စနစ်ကိုလည်းကျွန်တော်တို့အမြတ်တနိုးလေးပြသချင်ပါတယ်လို့ညီမငယ်လေးနှစ်ယောက်လက်ခုပ်တီးပေးကြပါနောက်ဆုံးလိုက်ရတော့ကျွန်တော်တို့စမ်းမတင်းတော်စထူထောင်တဲ့နေ့မှာပဲယနေ့အထိမိဘတပွဲဆရာတပွဲနဲ့ကျွန်တော်တို့ရဲ့အတင်းတော်မှာရှိတဲ့ဆရာဆရာမတွေဟာအသက်30နဲ့39ကြားပဲဖြစ်ပါတယ်လို့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကိုပြိုးထောင်ဖို့ဆရာကြီးရဲ့ပြုစုပြိုးထောင်ခြင်းဆရာကြီးကနေပြီးတော့မှမေတ္တာအဖြစ်လမ်းပြခြင်းအင်မတန်လိုအပ်တဲ့အချိန်မှာဆရာကြီးကနေပြီးတော့မှဒီနေ့ဒီရက်အထီကိုကျွန်တော်တို့ကိုသားသမီးတစ်ဖွဲ့ဆောက်ရှောက်ပေးတဲ့အတွက်ချောင်းလဲကျွန်တော်တို့ဆရာကြီးပေါ်မှာကျေးဇူးအထူးတင်ရှိပါတယ်လို့ဆရာကြီးရဲ့ကျေးဇူးဟာကျွန်တော်တို့အတင်းတော်ပေါ်မှာအမြဲတမ်းကျေးဇူးတင်လို့ဆုံးမှာမဟုတ်ပါဘူးအခုကျွန်တော်တို့အတင်းတော်ကဆရာဆရာမတွေ30နှစ်နဲ့40ပြည့်ပါပြီလို့ကျွန်တော်တို့အတင်းတော်စထူထောင်တဲ့ချိန်ကနေစပြီးတော့မှနှစ်မပြည့်တပြည့်လ20ကျော်လေးအတိအကျပြောရမှာဆိုရင်တော့ကျွန်တော်တို့လ20နဲ့2ပတ်ရှိပါပြီလို့အဲ့ဒီကြားမှာဆရာကြီးကနေကျွန်တော်တို့အမြဲတမ်းတွင်တင်ဆုံးမပေးတယ်လမ်းပြပေးတယ်ပြီးတော့မှကျွန်တော်တို့ရဲ့စထူထောင်တဲ့အချိန်မှာကျွန်တော်တို့အတင်းတော်မှာတိတ်ခါတော်ရလက်တင်မင်္ဂလာဆရာထန်ငိုင်ရှန်တယောက်နဲ့ဆရာကြီးလွန်ခိုဆေတို့နှစ်ယောက်ပဲရှိပါတယ်လို့ဆရာကြီးကရန်ကုန်အစည်းအဝေးသွားလိုက်ဆရာချမ်းလည်းအခါအားလျော်စွာခရီးလွန်တဲ့အချိန်မှာအင်မတန်မှတိတ်ခါတော်ရလက်တင်ရဆရာလိုအပ်တဲ့အချိန်မှာလဲလက်တင်ရတဲ့ထီအောင်ဆရာပေါင်တို့ကိုလမ်းပြပို့ဆောင်ပေးတယ်ပြီးတော့မှလိုင်စင်ရဆရာမ4-5ပါးကိုလည်းဆရာကြီးအနေနဲ့ကျွန်တော်တို့ကိုမြေတောင်ပြုထောင်ပေးပါတယ်ပြီးတော့မှပြီးခဲ့တဲ့အပတ်မှာ
နိုးစော်ရဆရာမရှိပါကိုလည်းဆရာကြီးကျေးဇူးနဲ့ဖျားခင်ရဲ့လမ်းပြပို့ဆောင်ခြင်းဖြင့်ကျွန်တော်တို့အတင်းတော်မှာကပ္ပအဆန်ချိန်ချိုးတဲ့အနေနဲ့ပြီးခဲ့တဲ့ကလေးအမတ်နဲ့သာသနာနဲ့အစည်းအဝေးနေပြီးတော့မှအတိမတ်ပြုပေးတဲ့အတွက်ကြောင့်လဲကလေးသာသနာနဲ့ဥက္ကဋ္ဌဆရာလျံတောင်ကိုလည်းကျေးဇူးတင်တယ်ဥက္ကဋ္ဌတစ်ဆရာဆောင်ဟိုကိုလည်းကျေးဇူးတင်တယ်ပြီးတော့မှ DC for ဥက္ကဋ္ဌအတစ်အဟောင်းစသဖြင့်အားလုံးကိုကျေးဇူးတင်တယ်ပြီးတော့မှ Reverend Chimin ပေးတဲ့အထွေတာရဏကောင်စီကဆရာကြီးယောဟန်နဲ့အဖွဲ့ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အထူးသဖြင့်ဖယားသခင်ရဲ့လမ်းပြပို့ဆောင်ခြင်းပဲဖြစ်ပါတယ်လို့ပြောကြလိုပါတယ်ဒီအတွက်ကြောင့်အတင်းတော်အနေဖြင့်ဥပမာပြောရမယ်ဆိုရင်ကမ္ဘာဘောလုံးလောကမှာအတင်းအတွက်အောင်မြင်မှုအများဆုံးစုခုပေးတဲ့လူအနစ်နာခံတဲ့ပုဂ္ဂိုလ်တွေရဲ့ကြောနံပါတ်ကိုပေါ့နော်ကြောနံပါတ်သူတို့ကနေအတင်းအနေနဲ့အမြဲတမ်းတင်ထားပေးတဲ့အတိုင်းပဲခုနကျွန်တော်တို့နံပါတ်7ဖြစ်တဲ့ဆရာကြီးလွန်ခိုစိန်နဲ့မိသားစုရဲ့အတင်းနံပါတ်ဖြစ်တဲ့7ကိုလည်းကျွန်တော်တို့အတင်းတော်အနေနဲ့အမြတ်တနိုးလေးစားဖြင့်ကဘာတီတရွေ့ဒီနံပါတ်7ကိုကျွန်တော်တို့ကတင်ထားတော့မှဖြစ်ပါတယ်အခုချိန်မှာကျွန်တော်တို့အတင်းတော်ဟာအင်ချေ105ပြည့်ပါပြီလို့အကယ်၍တခြားပုဂ္ဂိုလ်တခြားအိမ်ထောင်မိသားစုတွေနဲ့နံပါတ်7ကိုလိုလာတောင်းဆိုခဲ့တယ်ဆိုရင်လည်း sorry ပါလို့ဆရာကြီးအတွက်ဆရာကြီးကိုအောက်မေ့တော်အဖြစ်ဆရာကြီးကိုလေးစားတော်အဖြစ်ဆရာကြီးကိုယေရှုတင်တော်အဖြစ်ဒီနံပါတ်7ကိုတခင်ယေရှုပြန်လဲမကြွရောက်လာခင်ဂတိအထိကျွန်တော်တို့ကအမြတ်တနိုးနဲ့တင်ထားပေးမှဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်အတင်းတော်ကိုစားပြောချလိုပါတယ်ဆရာကြီး Reverend လွန်ခိုစိန်နဲ့မိသားစုတောင်ကိုရီးယားမှာလည်းရှိတယ်စင်ကာပူမှာလည်းရှိတယ်ရန်ကုန်မှာလည်းကလေးမြို့မှာလည်းရှိပါတယ်လို့သူတို့မိသားစုရောက်ရအရက်နေထိုင်ရအရက်မှာယခုထက်ပိုပြီးတော့မှစားတဲ့တဘိုးအမှုတော်ဆောင်နိုင်ပါစေဘုရားသခင်နိုင်ငံတော်အသုံးပြုတဲ့မိသားစုဖြစ်ပါစေလို့မေတ္တာပို့ဆုတောင်းပေးရင်ညီကုန်းချိုးအပ်ပါတယ်ကျေးဇူးတင်ပါတယ်အထူးအစီအစဉ်တွေကိုကျွန်တော်နောက်ဆုံးမှထားတာဖြစ်တယ်ဆရာကြီးကိုကတော့လက်ဆောင်လေးပေးပါရစေလို့ဒီတဲ့ကြောင့်ဆရာ Senior Pastor နဲ့ Assistant Pastor အနေနဲ့တာဝန်ယူပေးဖို့ကိုကျွန်တော်စင်မြင့်ပေါ်ကိုဖိတ်ကြားလိုပါတယ်လို့ဆရာပေါင်တို့နဲ့ဆရာဆီယံပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီကနေ့လဲတိုက်ဆန်ချင်းမျိုးသားလေးလည်းဖြစ်သေးတယ်ဆိုတော့ကျွန်တော်တို့ရဲ့ရိုးရာအမြတ်တနိုးရိုးရာအဝတ်စားကိုချီးမြှင့်ပေးမှာဖြစ်ပါတယ်ဦးဆုံးအနေနဲ့ဆရာဆီယံနာနေပြီးတော့မှကျွန်တော်တို့ရဲ့တာရဖူပေါ့ဗျာနော်ရိုးရာတာရဖူကိုစောင်းပေးမှာဖြစ်ပါတယ်ဆရာဒီလာဟုတ်ပြီโอเคဒုတိယအနေနဲ့ဝက်လုံးတော့ခဏလေးနောက်ရှိပြည့်အီလီနာโอเคအီလီနာမာကိဇာနီတပုံခဏလေးနော်အတင်းတော်အနေနဲ့ဆရာကြီးကိုကျွန်တော်တို့အထူးကျေးဇူးတင်တဲ့အနေနဲ့မေတ္တာပြချင်လို့ကျွန်တော်တို့ရဲ့ဘာနာထိန်ကိုကြီးမောကနေပြီးတော့မှလာရောက်ပြီးတော့မှကတော့ပေးဖို့ဖိတ်ခေါ်ပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့โอเคအတင်းတော်အနေနဲ့7သိန်းနော်ကိုကြီးမုံ7သိန်းဟုတ်ကဲ့
ပြီးတော့မှကျွန်တော်တို့မိသားစုအနေနဲ့လည်းဆရာကြီးကိုနှုတ်ဆက်ကြောလက်ဆောင်အနေနဲ့ကျွန်တော်သမီးကနေပြီးတော့မှလာရောက်ချီးမြှင့်ပေးပါလို့ကျွန်တော်မိသားစုလည်း10သိန်းနဲ့ဆရာကြီးကိုနှုတ်ဆက်ပါတယ်လို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ဓပုံရိုက်ထားတဲ့လက်တင်ရဆရာတွေဆရာမတွေကျွန်တော်ဓပုံခဏနေချက်ကျွန်တော် Sam AG တင်းတော့နေကျွန်တော်တို့page ကနေလွှင့်မှာဖြစ်ပါတယ်အဲ့တော့ကြောင့်အဲ့ဒီကနေကျွန်တော်ဓပုံတွေယူလို့ရပါတယ်လို့အနုပြောချင်ပါတယ်လဲအသွင်ဖြစ်ပြောချင်ပါတယ်အားလုံးကိုဖျားရှင်ကောင်းချီးပေးခုချိန်မှာကျွန်တော်တို့ဥက္ကဋ္ဌကြီးအနေနဲ့ကျေးဇူးတင်စကားလေးပြောချင်လို့သူ့အချင်းပေးမချင်းဖြစ်ပါတယ်ဟာလေလုယာအာမင်နဲ့တဗျာမတ်တာဟာလေလုယာအာမင်ကျေးဇူးတင်တယ်ကျွန်တော်မထိုင်မတန်ပြမဲ့လို့ပေါ်ဆောင်ဖက်တွေကလည်းချီးမြှင့်တယ်ဗျာဝန်တာခုကျွန်တော်တို့ရေကောက်တင်မြောက်တဲ့ရှိမှထိုင်တဲ့ဆရာကြီးတွေဟာအားလုံးကျွန်တော်တို့ဒီနေ့မနေ့တာဝန်လွဲပြီးပြီအမတန်လေးစားဆရာကောင်းတဲ့လူကြီးတွေဖြစ်ပါတယ်လို့လမနေမှာအတင်းတော်ပေါ်မှာကျေးဇူးတင်တယ်အရှာဝန်တာတယ်လက်ထောက်တစနစ်တီကန်နီကျွန်တော်မထိုက်မတန်ပေမဲ့သာသနာခရိုင်မှာတွင်ရမှုတာဝန်ရတဲ့အခါမှာမမျှော်လင့်ပဲနဲ့ကလေးမျိုးရောက်လာတယ်ကလေးမျိုးရောက်လာတဲ့အခါကျွန်တော်မှအတိုင်းဝိုင်းမရှိဘူးကျွန်တော်ချင်းထဲမှာထားတို့လူမျိုးဖြစ်တယ်လက်ခဲ့တယ်မဟုတ်2017မီလ19ရက်နေ့မှာကလေးမျိုးရောက်လာတယ်ကျွန်တော်အတင်းတော်ဘယ်မှာစက္ကရင်ကောင်းမလဲလို့အမျိုးသမီးနဲ့ကလေးတွေနဲ့တပတ်လောက်ယုံထဲမှာဆူတောင်းစကတ်တယ်အတူရမှုအနေနဲ့ယုံရောက်လာတော့ခွက်ကစားမရှိဘူးယုံထဲမှာကျွန်တော်တို့မိသားစုကလက်မြောက်ပြီကျွန်တော်မျိုးသမီးဆိုကြားမှာရေးလည်းမကောင်းဘူးဒီတိုင်းဆိုရင်ဒီမှာဘယ်လိုလုပ်နေနိုင်မလဲငါတို့သားသမီးတွေကိုတမူးလာပြန်ပို့ပါမင်းတယောက်ထဲဒီမှာနေပါရှက်တယ်တဲ့ခိုင်တခုလုံးရအတွင်မွေမှုဆိုပြီးတော့ရေချိုးဖို့ခွက်ဖလာတော့မထားပေးဘူးဆိုတော့မဖြစ်ဘူးတဲ့အမကျွန်တော်တို့အမငယ်ပါနဲ့ဆလပူကနေချီးမြှောက်လာတဲ့ဖခင်ပဲကျွန်တော်တို့တုံညကနေစပြီးတော့ကောင်းချီးပေးလာတဲ့ဖခင်ပဲမပူနဲ့စုတောင်းမယ်အတင်းတော်လိုတယ်စုတောင်းတယ်ကိုရောဘယ်တိတော့မစကရင်ကောင်းမလဲနမိတ်လက္ခဏာပြပါဆိုတပတ်တီစုတောင်းတယ်နမိတ်လက္ခဏာတစ်ခုခုနဲ့ပြပါဆိုပြီးတော့စုတောင်းတဲ့အခါမှာ
တနင်္လာနေ့မနေ့မှာရှိတဲ့လောက်ကလေးနဲ့ကျွန်တော်ကခွက်ဒီဦးဒီဘာလင်းညာလေးဝယ်ဖို့ဆိုင်ကယ်ယူပြီးတော့ကလေးမျိုးရေဖက်ကိုတွားတဲ့အခါမှာခုဆရာဦးဟာလေးခုကအဲ့ဒီတော့ကကျွန်တော်တို့ဘုရားကျောင်းစီမှာလက်ဖိတ်ဆိုင်ရှိတယ်ဘာလဲဘာဆိုင်လဲမသိတော့အမတော့လက်ဖိတ်ဆိုင်မှာထိုင်ပြီးတော့လက်ခုပ်တီးပြီးတော့ကျွန်တော်ကိုခေါ်တာကြည့်တော့လာအောင်တဲ့ကျွန်တော်လည်းအာနာပါနာနဲ့သူစီကိုဝင်လိုက်တော့တောင်းတာလည်းမဟုတ်ဘူးတိပေမဲ့လုံးဝမရင်နေသေးဘူးကျွန်တော်အကိုကြီးနဲ့ဥခပ်လေးခိုင်နေပဲရင်နေခဲ့တာသူတို့နဲ့တော့ရင်နေတဲ့ဒါပေမဲ့ဒီလိုအကျုံးမဝင်သေးဘူးနီးကမရှိသေး9000 တန်တသိန်းဟုတ်တယ်နော်တောင်းတာလည်းမဟုတ်ဘူး9000 တန်တသိန်းကိုအဲ့ထက်ကနေထုတ်ပြီးတော့ရောစရာတဲ့လူဓာတ်ဒီဝယ်ပါတယ်အဲ့ဒီမှာကျွန်တော်လည်းရေးကိုတော့ရှော့မသွားဘူးမြို့သမီးစီကိုပြန်သွားတယ်ကြည့်ငါတို့စုတောင်းတာနော်ဘုရားသခင်နမိတ်လက္ခဏာပြပြီရော့မင်းပေးတဲ့ပတ်စံ3000ပဲပေးတာ तू 3000ပဲရှိတာကိုရော့မင်းပေးတဲ့ပတ်စံသူ့ကိုပြန်ပေးတယ်ဘုရားသခင်ငါတို့နမိတ်လက္ခဏာပေးတယ်မင်းမပူနဲ့ငါရေးသွားမယ်ဆိုပြီးတော့ဆရာပေးတဲ့ငွေ3သိန်းနဲ့ကောစလုံးအပိအိမ်မှာတုံးဖို့ဝေရဝတ်စားတယ်ဝယ်လာပြီးတော့လောက်အနည်းဆုံးတနင်္ဂနွေမှာကျွန်တော်ကလေးလက်စကတ်လိုက်တာဖြစ်တယ်ကလေးလက်တင်တော့ဘယ်သူမှလည်းမမေးတော့ဘူးတဆန်းကြီးကလည်းခေါ်တယ်ဟိုဟာလည်းကျိုးဆိုးတယ်အဲ့ဒီတော့ကဆရာမောင်ကျလင်းစီတည်တယ်ဆရာစိတ်ခမရတဲ့ဆိုင်ဖို့ရေးပြတာနော်တဲ့အဲ့ကျွန်တော်နမိတ်လက္ခဏာတောင်းတာနမိတ်လက္ခဏာဘုရားပေးတော့ဘယ်သူမှကျွန်တော်စိတ်မဝင်စားတော့ဘူးကလေးလေးကိုဝင်တာဖြစ်တယ်ကလေးလေးဝင်လာတဲ့ခါမှာကြတော့ကျွန်တော်ကိုမရှိတော့ဘူးကျွန်တော်ကိုကြီးကိုခမလင်းခိုင်ဒိုစီမှာကျွန်တော်တခြားနှုတ်စီလေးနဲ့တွားပြီးတော့ဒီနေ့ကစကျွန်တော်ကတခြားတတိတာမတွားနိုင်တော့ဘူးယဉ်ကျေးမှုရခမည်းကိုကျွန်တော်အကိုအကြီးဆုံးကျွန်တော်အိမ်မအနေနဲ့ထားမယ်ဆိုပြီးတော့အားကိုးခဲ့တယ်ခုတော့သူတွားနေပြီတော့သူမရှိတော့ပေမဲ့ဆရာခုကအစာရရလိုအရင်လိုအပ်တယ်လို့ကြည့်စုတယ်ဒီကနေ့ထိပဲအတင်းတော်စားထောင်တဲ့ခါမှာကျွန်တော်ကလေးလေးကိုလည်းမုန်းတာလုံးဝမဟုတ်ဘူးစုတောင်းတယ်ကျွန်တော်ပြီးကျွန်မှာဘုရားတကယ်ပြတယ်ဘုရားကျောင်းမှာလည်းကျွန်တော်တက်တည်ခံပြီအာမငယ်နဲ့အာမင်အာမငယ်နဲ့အကြီးမားဆုံးအတင်းတော်ဖြစ်လာမယ်ဆယ်နှစ်အတွင်းမှာအင်ချီ300ဖြစ်မယ်လို့ကျွန်တော်ပြောတာနော်အခု2နှစ်ရှိသေးတယ်ကျွန်တော်တောင်းမာတော့မလားမသိဘူးအခု2နှစ်အတွင်းမှာအင်ချီ100ကျော်သွားပြီဆယ်နှစ်အတွင်းမှာဒီတင်းတော်ကြီးဟာအင်ဂျီ300ဖြစ်လာမယ်အမှုတော်ဆောင်ကောင်းဒီဘုရားကရှင်းမြောက်လာမယ်စုတောင်းပြီးတော့ယူပါယုံမြင်တဲ့တဲ့အခုလက်တွေ့မြင်ကြတယ်အာမင်ဟာလေလုယာဒီနေ့ကျွန်တော်တို့သာသနာနယ်ကလည်းသာသနာခရိုင်ကလည်းအားကိုးလာတဲ့အကျင့်တော်ဖြစ်လာပြီတတိယအနေနဲ့ပြောချင်တာကကျွန်တော်ဝင်တဲ့စက္ကန့်တဲ့နေ့ကစပြီးတော့အတင်းတော်ကလာဆန်တဲ့ပေးတယ်ကျွန်တော်မရဘူးကျွန်တော်ခရိုင်မှာလည်းရတယ်မပေးနဲ့ဆိုတော့မရဘူးသူကတင်းတော်ကကျွန်တော်တို့ရဲ့ကောင်းကြီးအတွက်ပါဆရာလက်ခံပေးပါဆိုအခုထိဘုရားကျောင်းမရောက်တာ4လကျော်ပြီအခုထိလာစားပါနေတာ
မင်္ဂလာကျောင်းကိုပြောတာပါအတင်းတော်တွေနော်အတင်းတော်တွေခုအေဂျီသာသနာခရိုင်လေးမှာရှိတဲ့တင်းတူတင်းသားတွေတိုးတက်ချင်လို့ရှိရင်နံပါတ်1ဘိုင်လောကိုနံပါတ်2မှာထားပါဘိုင်လပ်ကိုနံပါတ်1မှာထားပါနေရတကမှာဘိုင်လောသွားသုံးရင်လဲပြတ်သွားပါပဲအခုခေတ်ကွန်ပျူတာခေတ်ကျွန်တော်ကုန်ပြောမယ်တချို့တင်းနှုတ်ဆရာတွေထက်တချို့တင်းထောက်လူကြီးတွေပညာတတ်တွေပညာတော်တွေချမ်းသာတဲ့လူတွေရှိတယ်။ဒါမြစ်တာနဲ့ဥဆောင်တယ်ကျွန်တော်တို့ဖောင်ဒါကြီးဆိုရင်ကဲဘုရားတကယ်ကောင်းကြီးမင်္ဂလာကိုအလီလို့မထားဘူးအမောင်နယ်မိမအမေတန်းမျိုးစစ်ကြေးတာဖြစ်တယ်ဒီနေ့တို့ရဲ့မျိုးစစ်ပြောက်ပေါက်လာတယ်လို့ပြောရမှာဖြစ်တယ်အာမင်အာမင်နဲ့လိုက်တာတဏှာကြီးကြော်ပဲရှိသေးတယ်နော်နောက်ဆုံးအနေနဲ့အတင်းတော်နေနဲ့ကျွန်တော်ကိုအမြဲတမ်းဆုတောင်းပေးလို့ကျေးဇူးတင်တယ်ဆက်လက်ပြီးတော့လေဆုတောင်းပေးပါကျွန်တော်သာသနာပြု1990ကနေသာသနာပြုတဲ့ချမ်းတော်ထဲမှာအိုးမင်းတာဖက်မှာလေးနှစ်အဲ့ဒီကနေခန်းတီးကိုသာသနာနယ်ကတွားချင်လို့ပို့ပဲနဲ့ပြုတ်ပို့တယ်ဆရာပေါင်းတို့ထောင်ကြတဲ့အခါမှာသူ့ကိုစားချင်တော့တွားတယ်ဒုက္ခဆင်းရဲပေါင်းများစွာဒီကနေပြန်လာတဲ့ဖိုင်လင်း93အရေးခင်းဘယ်ဆရာမတွားရတော့ဘူးဆရာကြီးမတွားရင်အတင်းတော်ပျောက်တော့မှာဖိုင်လင်း93အရေးခင်းတင်းတို့ဆရာကြီးကိုနဖူးတဲ့ပစ်တက်လိုက်တဲ့ချိန်တို့ကကျွန်တော်ကိုတင်းလို့ဆရာပို့တယ်။သာသနာပြုတ်စိတ်ဓာတ်ကိုကျွန်တော်စိတ်ထဲမှာမပြောက်ဘူး။ဒါကြောင့်အခုရန်ကုန်နောက်ပိုင်းတက္ကသိုလ် YBS 22 gate ဆုံးမှာကျွန်တော်ဆန်တကွက်ရှိတယ်။2022ဒုံကြရဝဲတာအခုအဲ့ဒီနေရာမှာအိမ်တလုံးဆောက်ပြီ။နာမည်ကမာကီဒိုနီးယားမစ်ရှင်လို့ကျွန်တော်ပေးထားတယ်။ကျွန်တော်တို့ဆရာကြီးကိုတိုင်ကလာဆုတောင်းပေးပြီ။ကျွန်တော်အိမ်ကိုလာတယ်။မာကီဒိုနီးယားမစ်ရှင်ဆိုပြီးတော့ปี40ปี50မှာစပြီအခု။အဲ့ဒါကိုလည်းအမျိုးသမီးနဲ့အခုအမျိုးသမီးနဲ့ဆုတောင်းတဲ့ဘုရားကပေးတာ။လဲကူမှနေချင်တယ်မရဘူး။မော်ဘီမှနေချင်တယ်မရဘူး။ထောက်ကြမှနေချင်တယ်မရဘူး။မြောက်တကုံကြိုက်တယ်အေဝင်းနီကပေ20မှာဟိုးနောက်ကျောင်းမှာပေ20 60သိန်းပေါင်း2000တဲ့လက်လံပြီးတော့ပြန်သွားတယ်စုတောင်းတဲ့ခါမှာအဲ့ဒီရန်ကုန်နောက်ပိုင်းတက္ကသိုလ်ရှိကိုဘုရားတခင်ပေးတယ်ဩဆရာကောင်းတာအခုကျွန်တော်သာသနာပြုစပါပြီခုမြန်မာနိုင်ငံအေဝံဂေလိအေကြီးတင်းတော်များအထွေထွေသာသနာကောင်စီဥက္ကဋ္ဌကြီးအတိတ်ကလည်းခြံဝင်းကိုလာပြီးတော့ကောင်းကြီးပေးတယ်အိမ်တိုင်လဲထူပေးတယ်ဟိုကျွန်တော်ပြန်ရောက်ရင်ကျေးဇူးတော်ချီးမွမ်းပွဲရင်းနဲ့စိုင်းပုတ်ကလေးတပ်ဖို့အစီအစဉ်ရှိတယ်အဲကြောင့်ကျွန်တော်တို့အတင်းတော်ကမမေ့ပါနဲ့ကျွန်တော်တင်းတို့ဆရာကြီးကလည်းအာဩဆရာကောင်းတာဆရာအိမ်ကိုကျွန်တော်မရောက်ဘူးတည်ဘူးတဲ့ဆရာဝင်းကိုလည်းကျွန်တော်မမြင်ဘူးတည်ဘူးတဲ့ဒါဖယားတခင်ကျွန်တော်ကိုယူပါယုံပေးတယ်အာဩဆရာကောင်းတယ်တဲ့ဆရာရောက်တဲ့နေရာဆရာအတွက်ကောင်းချစ်မင်္ဂလာဖြစ်မယ်အဲ့ဒီဘေးပါဝင်းချင်မှာနေလာမဲ့လူတွေလည်းကောင်းချစ်မင်္ဂလာခံစားမယ်ဆိုပြီးတော့သူကျွန်တော်အခုရောက်ချင်းရန်ကုန်ကနေရောက်ချင်းလေရင်ကွင်းမှာလာကြိုးတယ်သူ့အိမ်မဲ့ယူပါယူဖွင့်ပြတာအကြောင်းတင်းတော်နေနဲ့လေမေတ္တာတရားဆုတောင်းပေးပါကျွန်တော်လည်းယေရှုဖခင်ပြန်လဲမကြွမချင်းကတော့ဆာလာကျွန်တော်ကိုခန္ဓာဟိုမှာရှိပေမဲ့နှလုံးသားထဲမှာရှိမှာပါမေတ္တာဆုတောင်းပေးမယ်လောတာရှိလက်တယောက်နဲ့တယောက်မေတ္တာဆက်သွယ်ရအောင်လို့ကျေးဇူးတင်စကားပြောတာဖြစ်ပါတယ်အယောင်စီတဲ့အတွက်ဘုရားသခင်အထူးကောင်းချီးပေးပါစေကဲကျွန်တော်တို့အမှုတော်ဆောင်များကိုထုတ်ပန့်တက်ပြီးမှချစ်တတ်သော
တင်းတော်လူကြီးဦးဟန်လင်ခုပ်နဲ့တင်းသူတင်းသားများကိုလည်းကျေးဇူးတင်ပါတယ်လို့ဒီကျွန်တော်တို့လက်တင်လိုက်ရှင်ချီးမြှင့်မဲ့ဒီအခမ်းအနားကောင်ဒီအင်းရှင်အင်းတော်အနေအားလုံးလာတဲ့သူတန်းထမင်းကျွေးဖို့သူတို့စီစဉ်ထားတယ်ဆိုတော့ကျွန်တော်တို့က EP အစည်းအဝေးလုပ်တဲ့အခါကျတော့ Reverend ယူမဲ့ပုဂ္ဂိုလ်နဲ့license ယူမဲ့ပုဂ္ဂိုလ်အင်းရှင်မိသားစုတွေကဆိုင်မှာထမင်းအတူစားချင်ကြမယ်အင်းမလေးဆုတောင်းပွဲလေးလုပ်ချင်ကြမယ်ဆိုတော့ဥခုပါပဲဖြစ်ဖြစ်အတင်းတော်နဲ့မကြွေးပေးပါနဲ့ကျွန်တော်တို့ထမင်းမကြွေးပေးနဲ့လက်ဖေးရပေးကြွေးပေးပါလို့ကျွန်တော်တို့ဥက္ကဋ္ဌကြီးနဲ့ဇုံစီကြီးနဲ့လာပြီးမှကျူတင်ဒီမှာလာတားတာဖြစ်တယ်ချစ်ပါမယ်စားချင်တဲ့လူစားပါစေမစားချင်တဲ့လူပြန်ပါစေတဲ့ဒီလိုတတနာနာခန်းငယ်ညာအခမ်းအနားတွေလုပ်ပေးပြီးမှတော့တော်ပါပြီထင်များတော့အလုံးမောတယ်ဆိုပြီးမှကျွန်တော်တားထားပါတယ်နိုင်ငံတော်အတွက်ဒီလူမျိုးထုတ်ပန်တဲ့အတင်းတော်ဒီအဆက်ဖျားသခင်ကပို့ပြီးမှကောင်းချီးပေးပါစေအခုချိန်မှာကျွန်တော်တို့ Praise and Worship ကဥဆောင်ပြီးမှတခြင်းဆိုပြီးမှနှုတ်ဆုံးနေနဲ့ကျွန်တော်တို့ EP ရဲ့ဗန္ဒာထင်းဟောင်း Reverend ဦးထန်တို့ထန်ဒီကကောင်းချီးပေးအဆုံးသတ်မယ်ဖြစ်ပါတယ်အားလုံးမတည့်ရကြအောင်အကြီးမြတ်ဆုံးသောဖျားကိုယ်တော်ရှင်သာထားဒီမုန်ထဲမှာကျွန်တော်ရင်လုံးချင်းပြန်တွေ့ပါယေရှုကိုယ်တော်ဘာသာဘာဆက်ဖို့She's a dead
The graces of Jesus Christ and the love of God and the communion Holy Spirit and be with you all. Amen.